အားလုံးပဲမင်္ဂလာပါဒီနေ့ road trip တစ်ခုသွားမလို့ပါအခုအချိန်ကမိုးတော့မလင်းသေးဘူးမိုးကလည်းရွာနေအဲ့ဒါဆိုဒီ2000 public transportation မသုံးမနဲ့ဟိုကနေကားမောင်းနဲ့ဒီမှာအဆုံး road trip သွားမလို့ပါโอเคကျွန်တော်တို့အခု road trip သွားမယ့်နေရာကချွန်းချောင်းဘုတ်တို့ပြည်နယ်မှာရှိတဲ့ဒန်ညန်းဆိုတဲ့မြို့ငယ်လေးဖြစ်ပါတယ်ကျွန်တော်အခုမနက်စောစောကနေစထွက်လာတာဆိုတော့အဲ့ဒီကို9နာရီဝန်းကျင်လောက်ရောက်မှာဖြစ်ပါတယ်ဒါကြောင့်ဒန်ညန်းမြို့ထဲကိုအရင်မဝင်သေးပဲနဲ့ဒန်ညန်းမြို့နန်းကဂူအင်းစာတံမယ်ကိုပထမဆုံးဝင်မှာဖြစ်ပါတယ်ဂူအင်းစာတံမယ်ဆိုတာဗုဒ္ဓဘာသာဘုရားကျောင်းဖြစ်ပြီးတောင်ကြားတွေထဲမှာအလွန်လှပတည်သက်လွန်းနဲ့လက်ရာတွေနဲ့တိဆောက်ထားတဲ့ကျောင်းပေါင်းများစွာရှိတဲ့နေရာဖြစ်ပါတယ်ကျွန်တော်တို့စထွက်တဲ့နေရာကနေအဲ့ဒီအထိ116ကီလိုမီတာအကွာအဝေးရှိပါတယ်အခုကျွန်တော်တို့မနက်9နာရီလောက်မှာဂူအင်းစာတံမယ်ကိုရောက်နေပါပြီမိုးကတော့အခုထိရွာနေတော့မှာဂူအင်းစာတံမယ်ကိုလာလေတဲ့ဖျားဘူးဧည့်သည်တွေကိုဒီကတက်လွတ်ထမင်းနဲ့ဟင်းတရက်3နဲ့ကျွေးပါတယ်ဒီမှာညအိမ်ညနေတဲခိုခြင်းလဲတဲခိုလို့ရတယ်လို့သိရပါတယ်ကျွန်တော်တို့ကခရီးထက်ဆက်ရမှာမလို့မင်းဝင်မစားတော့ပဲအဖြောက်ဖြောက်ရွာသွန်းနေတဲ့မိုးရေထဲမှာအလွန်လှပခန့်ညာလုံးနဲ့အာကီတက်ချာလက်ရာတွေနဲ့ပဲဓာတ်ပုံအချိုးရိုက်ပြီးခရီးထက်ဆက်ခဲ့ကြပါတယ်ကျွန်တော်တို့ခုကချောင်းကျူလိတ်လို့ခေါ်တဲ့နေရာတို့သွားပြီးအပျော်စီးတင်မောစီးဖို့သွားနေရပါโอเคအခုကျွန်တော်ဒန်ရမြို့တွေရမြစ်ပေါ်မှာတင်မောစီးဖို့လက်မှတ်ဝယ်မလို့ပါလက်မှတ်ခကမိနစ်90ကိုတယောက်ကို19000ကျတဲ့မှာတယ်မိနစ်90အတွင်းတင်မောကတပတ်ပတ်ပြီးဒီကိုပဲပြန်လှည့်လာတာပါလမ်းခုလက်အခြားစိတ်ကမ်းမှာဆင်းချင်တယ်ဆိုရင်လည်းရပါတယ်အဲ့ဒါက12000ပဲကျတဲ့မှာတယ်တော်တော်များများကဒီကနေပဲစီးပြီးဒီကိုပဲပြန်လှည့်လာပြီးဒီမှာပဲဆင်းကြတာပါလာလိုက်တာချေပါလက်မှာလက်တင်မောစီးဖို့တာနေဟုတ်ပါတယ်ပေါ်ရနေပါပြီအေးပါဘူးဒီမှာအောက်တင်မောပေါ်မှာလေအေးတွေအရန်တိုက်တော့ကြောင့်ဘဒူးမှပေါ်မှာကြာမနေနိုင်ခဲ့ပါဘူးဓာတ်ပုံတွေဗီဒီယိုတွေရိုက်ပြီးတာနဲ့တင်မောအတွင်းပိုင်းတို့ပြန်ဝင်ပြီးအနှွေးတက်ပြန်ယူခဲ့ရတာပါတင်မောစီးပြီးတော့ပါပြီနောက်မှာဒီနေ့ကမိုးရွာတော့အရန်အေးရယ်အတွင်းထဲမှာပဲစီးရပါBa't saan background niya? ကျွန်တော်တို့ညနေစာကိုဝက်ဥကင်နဲ့အမဲသားမှာပြီးစားလိုက်ပါတယ်ခရီးသွားမြို့တွေထဲမှာကျွန်တော်ကြုံမှုတလောက်ဒီမျိုးကအစားတော့အလွန်ဈေးတက်တာကိုတွေ့ရပါတယ်စိုးမြို့နားမှာဝက်ဥကင်စားမယ်ဆိုရင်2ယောက်ကိုအနည်းဆုံး15000လောက်ကျတင်ပါတယ်ဒီမှာဝက်ဥကင်ရောအမဲသားရောပါမှာ13000ပဲကျတင်ပါတယ်
ဒီနေ့ကျွန်တော်တို့ဒန်ရက်မြို့တွင်နဲ့ဝင်လည်မှာဖြစ်ပါတယ်ဒီနေ့မှာလေထီးစီးဖို့ရည်ရွယ်ထားတော့လဲယာရီဥတုကလေတွေအရန်တိုက်တော့ကြောင့်စီးလို့မရခဲ့ပါဘူးဆိုတော့ကဒီနေ့တော့ဒန်ရက်မြို့ထဲကဈေးထဲဝင်လည်ပြီးဒေတာအစားအစာတွေလိုက်စားမယ်ပြီးတော့အနီးနားဝန်းကျင်တွေလိုက်လည်မယ်လို့ရည်ရွယ်ထားပါတယ်ဒီမြို့မှာကဟုမာနွန်လို့ခေါ်တဲ့အမဲရောင်ကြက်တုံဖြူကနာမည်ကြီးပါတယ်အဲ့ဒီအမဲရောင်ကြက်တုံဖြူနဲ့ပြုတ်လောက်ထားတဲ့ပါမုံကြက်ကြော်စွန်းတဲကြက်တုံယိုစသဖြင့်မျိုးစုံအောင်ရှိပါတယ်ကျွန်တော်တို့ဈေးထဲမှာရှောက်လည်နေတော့အခုရွေးကောက်ပွဲမှာရွေးကောက်တင်မြောက်ခံရတဲ့တမရအီကျဲမြောင်းကိုလည်းတွေးလိုက်ရပါသေးတယ်ကျွန်တော်တို့ရှောက်လဲပြီးဘိုက်စားလာပြီဆိုတော့နေ့လည်စာဝင်စားမှာပါနေ့လည်စာကိုတော့ဝက်ဥနဲ့ပဲပင်ပေါက်ချက်ပြုတ်ထားတဲ့ဟင်းရဲ့နာမည်ကြီးနေတဲ့အမဲရောင်ကြက်တုံဖြူပါတဲ့စွန်းတဲရဲ့မှာစားဖြစ်ပါတယ်ဒီနှစ်ပွဲမှာ1-4တောင်းကြတင်ပြီးဘိုက်ပြည့်နစ်နေအောင်စားလိုက်ရပါတယ်အရသာကလည်းကျွန်တော်တို့ပါဇက်နဲ့အကြိုက်တွေ့စေပါတယ်ဒီမျိုးရဲ့အစားအသောက်အရသာနဲ့ဈေးနှုန်းကိုတော့ rating 1 to 5ဆိုရင်4 star လောက်မှရှိပါတယ်ကျွန်တော်စားတောက်ပြီးတော့ Skywalk ဘက်ကိုလဲပတ်ဖို့တွားနေရပါ Skywalk ဘက်တွားရင်ဒီအလွန်လှပတဲ့ tunnel ကိုဖြတ်ရပါတယ်နာမည်က Ikri Tunnel လို့သိရပါတယ် Rainbow Tunnel လို့လည်းခေါ်ကြပါတယ်Skywalk Tower ဒီနေရာကိုပြောတာပါဒီကိုဝင်ဖို့အတွက်လက်မှတ်ဝယ်ရပါတယ်ကျွန်တော်တို့ရောက်တာကညနေပိုင်းမှာဆိုတော့လက်မှတ်ရုံကပိတ်သွားလို့ဒီနေ့ဝင်လို့မရခဲ့ပါဘူးဒါကြောင့်အဲ့ဒီအနီးနားမှာရှိတဲ့ဒန်ရန်မြစ်ပေါ်ကကြောက်တောင်စုံးတွေမှာလမ်းလျှောက်လို့ရအောင်ဆောက်လုပ်ထားတဲ့ဂျန်ဒိုထရေးဆိုတဲ့နေရာကိုပဲလက်ပတ်ဖို့တွားနေရပါဒီတရားကအလွန်ရှည်လျားပြီးတော့ကြောက်တောင်စုံးကမြစ်ပေါ်မှာလင်းချင်းလေးခံပြီးလမ်းလျှောက်လို့ကောင်းတဲ့နေရာတစ်ခုဖြစ်ပါတယ်။စာအုပ်မှာတရွက်တွေအယောင်ပြောင်းသွားရင်လည်းဒီနေရာကအရန်ကိုလှပတဲ့နေရာတစ်ခုအပါဝင်ဖြစ်ပါတယ်။ဒီနေ့ကတော့ယာရီဥတုကတာယာပြီးလေလဲအရန်တိုက်မနေပါဘူးဒါကြောင့်ကျွန်တော်တို့ဒီမြို့ကိုအဓိကလာတဲ့ရည်ရွယ်ချက်ဖြစ်တဲ့လေထီးစီးဖို့အတွက်ဒီနေ့ပြုလုပ်သွားမှာဖြစ်ပါတယ်ကျွန်တော်လေထီးစီးဖို့ကညနေပိုင်း2 နာရီခွဲမှကျွန်တော်တို့အလှည့်ရောက်မှာပါဒါကြောင့်ကျွန်တော်နေ့လည်စာစားဖို့အချိန်ရတော့ဈေးထဲမှာဟိုးနဲ့တီနေနဲ့ဝယ်ထားတဲ့အစားအသောက်ကိုနေ့လည်စာအဖြစ်စားမလို့ပါကျွန်တော်တို့ဝယ်ထားတဲ့အစားအသောက်ကကြက်ကြော်အဲ့ဒီကြက်ကြော်ကအမဲရောင်ကြက်တုံဖြူနဲ့ကြော်ထားတဲ့ကြက်ကြော်ပြီးတော့ဝက်သားလုံးကိုကြိတ်ပြီးတော့กินထားတဲ့ဝက်သားလုံးကင်ဂင်ချီဂျွန်လို့ခေါ်တဲ့ဂင်ချီကိုမုန်းနေတဲ့ထည့်ကြော်ထားတဲ့အကျော်တောက်စရာကစန်ချိုအေးနဲ့တလဲတီဖြော်ရည်အဲ့ဒါတွေနဲ့နေ့လည်စာစားမလို့ဖြစ်ပါတယ်ဒီမျိုးအသားတွေကကောင်းတယ်နော်သားပေါ်โอเคကျွန်တော်တို့နေ့လည်စာစားတော့ပြီးတော့လေထီးစီးဖို့ပြင်နေပါပြီလေထီးကိုကျွန်တော်ကF flight စီးမှာဖြစ်ပြီးချိုကရိုးရိုးစီးရပါ F flight ကလေထဲမှာ
ဝေ့ရန်လောက်ခါတာဖြစ်ပြီးရိုးရိုးကဒီတိုင်းစီးချတာဖြစ်ပါတယ်ဈေးနှုန်းက F-Ride ကို3,000 ပေးရပြီးရိုးရိုးကို3,000 ပေးရပါတယ် GoPro ဗီဒီယိုအပါဝင်ဖြစ်ပြီးလူများလာရင် discount များတောင်းလို့ရပါတယ်အခုလက်ထီစီကိုပြင်ပြီးပါပြီဒါနဲ့တောင်းမတက်ပြီးလက်ထီစီပါတော့မယ်ကားပေါ်ရောက်တယ်ပြီAre you ready? Let's go! 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 Run! 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 โอเคဒီနေ့ကျွန်တော်ပြန်မဲ့နေ့မှာမပြန်ခင် Skywalk ရောက်နေတာပါ ဒီနေရာကိုဟိုနေ့ကနောက်ကျမှရောက်လာပြီးမဝင်လိုက်ရလို့ဒီနေ့မပြန်ခင်ဝင်သွားတာပါ Skywalk Tower ပေါ်ကိုတက်ပြီးလင်းချင်းခံတပ်ပုံရိုက်လို့ရတယ်ဝင်ကြီးက1,400ပါအဒီဘဒီအကြီးစားတွေကတော့ zip line စီးလို့ရတယ် Alpha Coaster စီးလို့ရတယ် zip line စီးမယ်ဆိုရင်1,300 Alpha Coaster က1,800ပေးရပါတယ်။ကျွန်တော်တို့ကပြန်ရအောင်မှာဆိုတော့ Alpha Coaster တစ်မျိုးတည်းစီးပြီးပြန်သွားတာပါ။ဒီဗီဒီယိုကရှည်သွားပြီဆိုတော့ဒီညနေပဲအဆုံးတက်လိုက်ပါမယ်။ဒီထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ Channel လေးကိုလည်း like and subscribe နဲ့အားပေးသွားလို့ရပါတယ်ခင်ဗျာ။အားလုံး bye bye